ထိုင်းနိုင်ငံမှာနေပြီးတော့အချိန်လွတ်လပ်မှုငွေကြေးလွတ်လပ်မှုတွေရချင်တယ်ဆိုရင်ဒီနှစ်ချက်လေးကိုလှုပ်ဆောင်ပေးပါနံပါတ်1တစ်ချက်ကဘာတွေလှုပ်သွားပေးရမလဲဆိုတော့သူများလက်အောက်မှာနေတဲ့သူတိုင်းကကိုကပေါ့နော်ဈေးရောင်းမရဲဘူးလို့မတက်ဘူးလို့ပြောနေလို့မရတော့ဘူးငွေကြေးလွတ်လပ်မှုရချင်တယ်ဆိုရင်အယောင်အဝယ်လောက်တက်အောင်တင်ယူပေးရမယ်ရောင်းမရဲဘူးလို့ပြောမယ်ဆိုရင်သူများလက်အောက်မှာနေတယ်သူများအလုပ်ကိုလုပ်ပေးတာလေကိုအချိန်ကိုအားကိုဘဝနဲ့လစာရဖို့ကိုရောင်းပေးနေရတဲ့အဲ့ဒါကြောင့်မို့သူများအလုပ်တစ်ဖက်နဲ့ပေါ့နော် online ပေါ်မှာအယောင်အဝယ်လေးလာပါတင်ယူပါကြည်တင်လဲ online ဆေးရောင်းတာကနေလာတာမဟုတ်ဘူးတင်ယူတာကနေလာတာနံပါတ်2တစ်ချက်ကရင်းနှီးရဲရမယ်เนาะအချိန်လွတ်လပ်မှုငွေကြေးလွတ်လပ်မှုကကိုရင်းနှီးပေးရမယ်ဘလို့နဲ့ရင်းနှီးပေးရမလဲဆိုတော့တင်ယူမှုနဲ့ရင်းနှီးပေးပါအယောင်အဝယ်ဆိုတာလေလက်သွေးလုံးမှတက်လာတဲ့တင်ယူပြီးလက်သွေးလုံးတင်ယူပြီးလက်သွေးလုံးသွားကိုငွေကြေးကိုနေတဲ့အိမ်ပဲဖြစ်ကိုနေတဲ့အခန်းပဲဖြစ်နော်ငွေဝင်မြဲတဲ့သူတယောက်ဖြစ်ချင်တဲ့ပျော်ရွှင်မှုတွေရရှိစေချင်တယ်ဆိုရင်ကိုနေတဲ့နေရာမှာတန်ရှင်းတက်ရက်အောင်နေသွားပေးပါတန်ရှင်းတက်ရက်တဲ့နေရာတိုင်းကပေါ့နော်လက်ကီကောင်းတွေလက်လာပါကောင်းတွေရှိကြတယ်ယုံကြည်ကြတာတော့မသိဘူးအောင်မြင်တဲ့သူတိုင်းကတထေးအိမ်တွေဆိုရင်အိမ်ဖို့တွေရှိကြတယ်တန်ရှင်းတက်ရက်တဲ့နေရာတိုင်းကလက်လာပါကောင်းရှိပြီးတော့ဘာပဲလို့အောင်မြင်လွယ်ကြတာပေါ့နော်အဲ့ဒါကြောင့်မို့ကိုလည်းအောင်မြင်တဲ့သူတယောက်ဖြစ်ချင်တယ်ဆိုရင်အလုပ်ပဲလုပ်တဲ့တော်များများတမန်လူတွေကလေအချိန်မရှိဘူးလို့ပြောနေမဲ့အစားအခန်းမှာပဲနေတာဖြစ်ပေါ့နော်ဖာတွေနဲ့ဝယ်ပြီးတော့သူ့နေရာနဲ့တူထားမယ်တန်ရှင်းတက်ရက်မယ်ဆိုရင်ကိုရှာရတဲ့ငွေကလည်းကိုစီကလည်းအမြဲသွားစေတယ်เนาะပြီးတော့ကိုလည်းပျော်ရွှင်မှုရှိစေတယ်အဲ့ဒါကြောင့်မို့လိုက်လုံးကြည့်ပါအောင်မြင်တဲ့သူတိုင်းကတန်ရှင်းတက်ရက်ကြတဲ့နေတဲ့နေရာတိုင်းမှာပေါ့เนาะအောင်မြင်တဲ့သူတယောက်ဖြစ်ချင်တယ်ဆိုရင်ပြောင်းလဲပေးကြည့်ပါကိုထက်တော်တဲ့သူနဲ့လက်သွဲလှုပ်သွားပေးပါအောင်မြင်တဲ့သူတိုင်းကလေသူတို့ရဲ့ဘေးနားမှာသူတို့ထက်တော်တဲ့သူတွေနဲ့ပဲနေသွားကြတယ်ဒါပေမဲ့တမန်လူတွေကအောင်မြင်ချင်ပြီးတော့ကိုထက်တော်တဲ့သူတွေနဲ့တွေ့တယ်ဆိုရင်ဝေးရှောင်ကြတယ်เนาะအလုတ်သွဲလို့မရဲကြဘူးအဲ့ဒါကြောင့်မို့ကိုဘွားကတိုးတက်ပြောင်းလဲခြင်းနဲ့အောင်မြင်ခြင်းနဲ့ဆိုရင်လွယ်ကူတယ်ကိုပေါင်းတဲ့သူထဲကရလက်မှုကိုရဲ့ရလက်မှုပဲเนาะအောင်မြင်တဲ့သူစာအုပ်ထဲမှာတောင်ရှိတယ်ကိုရဲ့ပေါင်းတင်း9ယောက်ရဲ့ရလက်မှုကကိုရဲ့ရလက်မှုပဲအဲ့ဒါကြောင့်မို့ဒီနေ့ကိုရဲ့ပေါင်းတင်းတွေကလာစာဘဝမှာနေတယ်အလုတ်ယုံတွေပဲနေတယ်ကိုကအချိန်လွတ်လပ်မှုငွေကြေးလွတ်လပ်မှုရချင်တယ်ဆိုရင်အချိန်လွတ်လပ်မှုရတဲ့သူကိုပဲကြည်ပေးပါမရှိဘူးဆိုရင်တော့ဖုံးပေါ်မှာအောင်မြင်တဲ့သူကိုပဲ9ယောက်ရှာပြီးသူတို့ကိုနေ့တိုင်းကြည်ပေးနားထောင်ပေးမယ်ဆိုရင်မကြခင်မှာကိုလည်းသူတို့လိုမျိုးရလတ်မှုရှိလာသွားစေတဲ့ဒါကအောင်မြင်တဲ့သူတိုင်းလုပ်တဲ့အရာတစ်ခုပေါ့နော်ကိုယ်တိုင်လုပ်လဲတကယ်ရတယ်အခုကိုယ်ပိုင်ဝင်ငွေနဲ့ရက်တည်နိုင်သွားအောင်မြင်တဲ့သူတယောက်ဖြစ်ချင်တယ်ဆိုရင်မားမကိုမကြောက်ပါနဲ့ရှုံးမကိုလည်းမကြောက်ပါနဲ့ပြီးတော့ပြောင်းလဲပေးရဲရမယ်နော်အောင်မြင်တဲ့သူတိုင်းကအမားမလုပ်ဖူးတာမရှိဘူးအမားကနေတင်ယူပြီးတော့ဆက်သွားကြတယ်เนาะအဲ့ဒါကြောင့်မို့ဒီနေ့ကိုလည်းအောင်မြင်တဲ့သူတယောက်ဖြစ်ချင်တယ်ဆိုရင်ဟိုမားမကိုကြောက်တယ်ရှုံးမကိုကြောက်တယ်လှုပ်သွားလိုက်အဲ့ဒီနေရာကနေတင်ခန်းစာတွေရှိတယ်တင်ယူမှုတွေရှိတယ်အဲ့ဒါကြောင့်မို့ကိုဘွားတိုးတက်ပြောင်းလဲချင်တယ်ဆိုရင်တင်ယူမှုနဲ့နေသွားပါနေ့ရက်တိုင်းကတင်ယူသွားလို့ရတယ်မနေ့ကနေဒီညနေအထိကိုဘာတွေလှုပ်သွားပြီးလဲဒီနေ့လေကိုမပြောင်းလဲဘူးဆိုရင်လေဒီအတိုင်းနဲ့နေရင်လေကိုကပြောင်းလဲသွားလိုက်ပြီးဘယ်ဘက်ကိုပြောင်းလဲလိုက်လဲဆိုတော့နောက်ဆုတ်တာကနေပေါ့နော်ဒီအတိုင်းပဲနေတယ်ဆိုတော့ဒီရက်တိုင်းမှာတိုးတက်မှုပဲရှိတယ်လေပြောင်းလဲမှုအမြဲရှိတယ်အချိန်တိုင်းမိနစ်တိုင်းမှာအားဒါကြောင့်မို့ရွေးချယ်ပါကိုဖြစ်ချင်တဲ့ဘဝကိုယ်တိုင်တည်ဆောက်ပါတင်ယူပါပြောင်းလဲရဲပါရင်းနှီးပေးပါနော်လုံရဲတဲ့သူပဲအောင်မြင်တဲ့ကိုယ့်ရဲ့ဘဝရလတ်မှုကကိုယ့်ရဲ့အကြည့်ပေါ်ကနေမူတည်တယ်ဆိုတာလက်ခံတဲ့သူတွေရှိလားဥပမာပေါ့နော်အောင်မြင်တဲ့သူကိုပဲကိုကြည့်သွားမယ်ဆိုရင်အောင်မြင်ခြင်းတဲ့စိတ်တွေရှိလာတယ်ဒါပေမဲ့စက်ကားတွေပဲကြည့်မယ်ဆိုရင်ကိုယ့်ရဲ့ဘဝကလေခဏနေပျော်ရွှင်လိုက်ခဏနေစိတ်ညစ်လိုက်အဲ့လိုမျိုးဖြစ်သွားတယ်ပြန်စစ်ကြည့်လိုက်ပေါ့နော်တလားပြီးတလားတစ်နှစ်ပြီးတစ်နှစ်ကိုယ့်ရဲ့နေထိုင်တဲ့ဘဝပုံစံကကျေနပ်ပြီးဆိုရင်ဆက်နေသွားလို့ရတယ်မကျေနပ်သေးဘူးဒီထက်ပိုပြီးကောင်းချင်တဲ့ငွေကြေးလွတ်လပ်မှုအချိန်လွတ်လပ်မှုတွေရချင်တယ်ဆိုရင်ဘလို့တွေလောက်သွားပေးရမလဲဆိုတော့အောင်မြင်တဲ့သူကိုပဲကြည်သွားပေးတစ်နေ့ကိုအနည်းဆုံးတစ်နာရီနှစ်နာရီလောက်အောင်မြင်တဲ့သူကိုနားထောင်ပေးသွားကြည့်နော်ရက်30အတွင်းရက်60အတွင်းမှာကိုယ့်ရဲ့ဘဝတိုးတက်ပြောင်းလဲသွားစေရမယ်ချေရည်တင်းလဲတမန်လူကနေလာတယ်နော်တိုးတက်ပြောင်းလဲခြင်းတဲ့သူတယောက်ကနေလာတယ်အဲ့ဒါကြောင့်မို့နေ့တိုင်းအောင်မြင်တဲ့သူကိုကြည်ပေးတယ်နော်အောင်မြင်တဲ့သူစီမှာကြည်လိုက်တဲ့အချိန်မှာစိတ်ခွန်အားတွေရတယ်သူလုံနိုင်တယ်ဆိုရင်ကိုလည်းလုံနိုင်ရမယ်ဆိုတဲ့စိတ်နဲ့
လာပိုင်း29ရက်မှာရွှေစေးထိုင်းငွေဆိုရင်8000ကျော်သွားပြီပေါ့နော်ထိုင်းမှာနေတဲ့မြန်မာပြည်သားတွေအတွက်ပြောပြချင်တာကသူများလစာဘဝတစ်ခုထဲနဲ့ရက်တည်လို့မရတော့ဘူးလက်ဘလို့လောက်ရမလဲဆိုတော့အခုခေတ်ကိုသုံးနေတဲ့ဖုန်းကနေဝင်ငွေလမ်းကြောင်းတွေရအောင်တင်ယူပေးပါတင်ယူမှုဆိုတာ free ပဲအများကြီးရှိတယ်ကိုသိချင်တဲ့အရာတိုင်းတွေပေါ့နော်ဘယ်ကနေစားလို့ရမလဲလုံးမတတ်တဲ့သူမတိတဲ့သူတွေအတွက်လေချယ်ရီတင်းနဲ့390ပတ်နဲ့ကိုပိုင်စီးပွားရေးစားလို့ရပြီးဘာတွေလုပ်ရလဲဆိုတော့လက်ရှိအလုပ်တစ်ဖက်နဲ့လည်းတွဲလို့ရတယ်เนาะ online ဆေးရောင်းတာပါရောင်းမတက်ဘူးလုံးမတက်ဘူးဆိုရင်တင်ပြပေးမယ်ဘာတွေရောင်းတာလဲဆိုတော့ကျမကြီးနဲ့ပတ်သက်ပြီးပေါ့เนาะလူတွေကျမကြီးကောင်းအောင်ကူညီရှင်တဲ့သူတွေအတွက်ဝေလာတင်ယူလို့ရတယ်နားမလဲသေးဘူးလုံးမတက်သေးဘူးဆိုရင် free နဲ့အရင်လေးလာလို့ရတယ်เนาะအဲ့ဒါကြောင့်မို့ကိုဘွားတိုးတက်ပြောင်းလဲခြင်းတဲ့သူတွေအတွက်390ပတ်နဲ့ခြေလမ်းစချင်တဲ့သူတိုင်းကြိုးဆိုပါတယ်เนาะ